အားလုံးမင်္ဂလာပါမင်္ဂလာရှိပါမယ်နော်ပထမဦးစွာခုလို့ဒီရှလုံးခန္ဓာအတွက်နော်ကျွန်တော် CNF ဒီရှလုံး124ကျင်းမြောက်ဖြစ်ပါလေမှာ CNF ကိုစားမလေးရှား CNF Regional Committee ဥက္ကဋ္ဌအနေနဲ့စကားပြောခွင့်ရတယ်လို့ကျွန်တော်ထူးဝဲဝန်းတာတယ်ဒါပြင်ကျွန်တော်ဒီခန္ဓာမှာပေါင်းဖွင့်ပေးတဲ့ကျွန်တော်ဒီအဖြစ်မြောက်ရေးညီကိုများကိုလည်းကျွန်တော်ထူးဝဲကျေးဇူးတင်တယ်ကျွန်တော်ရင်တော့ဆရာလုံးခန္ဓာအကြောင်းကျွန်တော်ကြားမှုတဲ့အမေရိစာအဖောက်ဘူးကျွန်တော်နောက်မှခွင့်ရေးရလို့ကြားခွင့်ကပဲကျွန်တော်နေပါလေ့လာတော့တော်တော်လေးလေးအားရတယ်ဒီခန္ဓာမှာတိုက်ပွဲဝင်ခဲ့ကြတဲ့ကျွန်တော်ညီကိုတွေကျွန်တော်ဥပွားတွေလည်းကျွန်တော်သူတို့ရဲ့အစွမ်းတတ္တိကိုလည်းကျွန်တော်မြင်ရအောင်လေကျွန်တော်အလုံးတရားပဲသူတို့လေးစားတယ်ပြီးတော့ချင်းတယောက်အနေနဲ့ကျွန်တော်ရန်ကုန်နေပါတယ်လို့တကယ်လို့သာအင်္ဂလိပ်မှာလက်နဲ့ရှိတယ်ဒီကျွန်တော်ညီကိုတွေစီးရင်လူမျိုးတွေမှာလက်နဲ့ရှိတယ်တယောက်ချင်းချမဆိုရင်စီးရင်နေရနိုင်မယ်လို့ကျွန်တော်ယုံပါတယ်နော်လက်နဲ့အင်အားမမျှတာတော့မှရန်ချနိုင်တယ်တကယ်ကိုလေးစားဖို့ချီးကျူးဖို့ဖြစ်တယ်ဒါကစီးရင်လူမျိုးတွေတိတိလူမျိုးတွေရဲ့အစွမ်းစားဖြစ်တယ်လို့ကျွန်တော်ချင်းလူမျိုးအားလုံးရဲ့တတ်ပြီးလည်းဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ချင်းတရားအနေနဲ့အရင်ကဂုဏ်ယူမိပါတယ်ဆိုတာဆက်ပြီးပြောချင်တယ်ဒီမှာထူးခြားတာကမျိုးသမီး10ယောက်နဲ့ဒီမှာတိုက်ပွဲကြသွားတဲ့အချိန်မှာကျွန်တော်တည်ထားမိပါတယ်သူတို့အဲ့လေးကိုစာပို့တော့ကတော့ကျွန်တော်မယားတွေကခင်ဗျားတို့မျက်နှာမြင်ကြောက်လန့်ကြမယ်ဆိုပြီးစာတော့ပို့လာပဲဒါပေမဲ့တကယ်အဲ့လေးဒီလာတော့ကျွန်တော်ချင်းမတွေကမကြောက်ဘူးเนาะပြန်ဖုတ်ခံတယ်အရာစကားနဲ့ပြောပြန်ချတယ်เนาะအတေခံပြီးပြန်ဆော်တယ်ဆိုတော့စီးမျိုးသမီးတွေကိုလည်းကျွန်တော်အထူးပဲလေးစားပါတယ်လို့เนาะဒါပေမဲ့တစ်ဖက်ကကြည့်ပြန်တော့လေကျွန်တော်တို့ဒီတိုက်ပွဲကပုံယူစရာကောင်းနေမယ်တစ်ဖက်ကလည်းဝမ်းနည်းစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နောက်ဆုံးအရှုံးပေးရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်စိတ်မကောင်းစရာလည်းဖြစ်ပါတယ်ကျွန်တော်ချင်းလူမျိုးတွေကဒီနယ်ချက်အင်းလေးဒီမလာခင်တော့ကကိုရွာကိုဒေသအလိုက်ပဲကျွန်တော်တို့ကစီလုံးနဲ့ကိုတကြီးကအုပ်ချုပ်တယ်အဲ့ဒီကြားမှာလည်းကျွန်တော်တို့စီစီလုံးလုံးနေနိုင်ပါတယ်နေခဲ့ပါတယ်တတ်တည်လည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်53မျိုးသောချင်းမျိုးတွေတွေကအားလုံးစုပေါင်းပြီးကျွန်တော်တို့ဘယ်လိုလဲတွဲပြီးဆောင်ရွက်ရမယ်ဆိုတဲ့အရာမရှိခဲ့ဘူးဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လမ်းမဆက်သွယ်ရေးခက်ခဲတယ်ဘူးလူဆက်ဆံရေးတွေမရှိဘူးမီဒီယာတွေမရှိဘူးဒီအားနဲ့ချက်ဒီအကြောင်းကျွန်တော်အုံနဲ့ချင်းနဲ့တမျိုးသားလုံးအတိုင်းအတာနဲ့ကျွန်တော်စုပေါင်းပြီးမတော်လှန်နိုင်ခဲ့ဘူးဒါကြောင့်ကျွန်တော်ရဲ့တော်လှန်ရေးမအောင်မြင်နိုင်တာဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကကျွန်တော်ပြန်စဉ်းစားမယ်ဆိုရင်နေချက်ဒီလာမှပဲကျွန်တော်ချင်းလူမျိုးတွေကစီလုံးရကောင်းမှန်တယောက်နဲ့တယောက်ကူညီရကောင်းမှန်ကိုနေမျိုးကိုအားလုံးကဝိုင်းပြီးကာကွယ်ရကောင်းမှကျွန်တော်သိလာရတယ်ဒါကအစိုးရကောင်းဖြစ်တယ်ကျွန်တော်အမြတ်တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်မြင်မိပါတယ်ဒီခန္ဓာကတကယ်ပဲပုံယူစရာကောင်းပါတယ်ဒီတော်လှန်ရေးရလဒ်ဒီကျွန်တော်ရဲ့ဒီတော်လှန်ရေးအဖြစ်ကျွန်တော်သင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်ကျွန်တော်နောင်လာနောက်သားတွေဘလို့ကျွန်တော်တို့ဒီတော်လှန်ရေးဒီဆရာလုံးခန္ဓာကနေကျွန်တော်ဗာသင်ခန်းစာယူပြီးဘလို့ကျွန်တော်ရှစ်ဆက်ပြီးသွားကြမလဲဆိုတော့ကျွန်တော်လေးလေးနက်နက်တွေးရမယ့်ချင်းရောက်နေပါပြီကျွန်တော်ရင်တော့ကတော့လူမျိုးဆွဲဒီကဆွဲရှိတယ်ပါတီဆွဲတွေရှိကြတယ်ဆိုတော့ဒီအရာတွေကကျွန်တော်ရတန်းကရပ်ဖို့ချိန်ဖြစ်တယ်ချင်းတစ်မျိုးသားလုံးတစ်ကမ္ဘာလုံးမှာအရရမပြတ်တတ်နေတဲ့ချင်းလူမျိုးအားလုံးတစ်မျိုးသားလုံးသွေးစည်းညီညွတ်ဖို့ဝိုင်းဝန်းပါဝင်လှုပ်ဆောင်ဖို့ချိန်တာလှပြီဆိုတော့ဒီတော်လှန်ရေးကကျွန်တော်တို့မိမောင်းထိုးပြနေပါတယ်အရင်တော့ကတော့ကျွန်တော်တို့အဲ့ဒီဒီတော်လှန်တာဘယ်မှမပါဘဲနဲ့ကျွန်တော်တော်လှန်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ရှုံးနေခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်ခုတော့ကျွန်တော်ဘုရားသခင်နဲ့တော်လှန်မှာဖြစ်တဲ့အတွက်
အင်္ဂလိပ်ဒီတော့ကျွန်တော်တော်လှန်စီရတော့မရှိတော့ဘူးเนาะဒါပေမဲ့ကျွန်တော်တော်လှန်ရမယ်စနစ်ဒီအတွင်းအပြင်ရှိတယ်နိုင်ငံရေးကျွန်တော်တော်လှန်စီရည်ရှိပါတယ်နိုင်ငံရေးစနစ်ဒီကိုကျွန်တော်ပြုပြင်ပြောင်းလဲစီရည်ရှိပါတယ်ပြီးတော့ကျွန်တော်ချင်းလူမျိုးတွေအထဲမှာလည်းကျွန်တော်ပြုပြင်ပြောင်းလဲစီရည်ရှိပါတယ်ကျွန်တော်ကိုယ့်ကိုယ်လည်းတော်လှန်ဖို့လိုပါတယ်ကိုယ်စိတ်ဓာတ်ကိုလည်းကိုပြုပြင်ပြီးတော်လှန်ဖို့လိုပါတယ်ကိုယ့်ကိုယ်တော်လှန်ပြီးမှကျွန်တော်တို့သူတစ်ပါးကိုတခြားသောမကောင်းတဲ့စနစ်တွေကိုကျွန်တော်တော်လှန်ရင်ကျွန်တော်အောင်မြင်မှာဖြစ်တယ်ဆိုတော့ဒီတိုက်ပွဲမှာဒီတိုက်ပွဲအဖြစ်ကျွန်တော်အတိတရားတွေတတိတရားတွေရှိဖို့ကျွန်တော်ပြည်သက်ကြီးကိုအထူးပဲပြောရှင်တယ်ကျွန်တော်မလေးရှားမှာလည်းကျွန်တော်ချင်းဖွဲ့စည်းပေါင်းများစွာရှိပါတယ်လိုအပ်ချက်အရာပေါ့နော်ဒါပေမဲ့ကျွန်တော်မလေးရှားမှာနိုင်ငံရေးစိတ်ဓာတ်ရှိတဲ့လူတွေကျွန်တော်တို့တွေကနိုင်ငံရေးလုပ်တဲ့အဖွဲ့အစည်းကတစ်ခုပဲရှိပါတယ်နိုင်ငံရေးသမားလည်းအများကြီးမရှိပါဘူးဒါပေမဲ့နိုင်ငံရေးကလူတိုင်းနဲ့မဆိုင်ပါဘူးကျွန်တော်နဲ့မဆိုင်ဘူးဆိုမှဖာတိဖာတာနေတဲ့လူတွေအများကြီးရှိပါတယ်နိုင်ငံရေးကလူတိုင်းနဲ့ဆိုင်ပါတယ်ပုံမွေးရဲ့ဒေတာရှိတဲ့လူကနိုင်ငံရေးလုပ်လို့ရပါတယ်ကိုမိဘကဘာလူမျိုးလဲဆိုတော့ပြောနိုင်တဲ့လူကနိုင်ငံရေးသမားဖြစ်ပါတယ်ပင်နိုင်ငံမှာပဲအသက်ရှင်ဒီနိုင်ငံရဲ့နိုင်ငံသားဖြစ်ဖို့အတွက်ဒီနိုင်ငံမှာပါဝင်လှုပ်ရှားဖို့လိုပါတယ်အမေရိကန်နိုင်ငံမှာဥပဒေတွေနောက်ဆက်တွဲဥပဒေတွေပြန်ပြုပြင်တာအများရှိတယ်ဒါကလူတယောက်ဖြစ်လာတဲ့ပြဿနာကြောင့်ပြန်ပြီးပြုပြင်ကြတာဖြစ်တယ်။ပုံနဲ့ကျင်းနဲ့ဖြစ်လာတဲ့ပြဿနာကြောင့်လည်းပြုပြင်တာရှိတယ်။အဲ့ဒါကြောင့်လူတိုင်းကနိုင်ငံရေးနဲ့ဆိုင်တယ်။ဘယ်သူမှနိုင်ငံရေးနဲ့မပတ်သက်ဘူးဆိုတဲ့လူမရှိပါဘူး။နိုင်ငံရေးနဲ့မပတ်သက်ချင်တော့ဘယ်နိုင်ငံမှာမှမနေတာအရှင်းဆုံးဖြစ်ပါရဲ့လို့ဒါကိုကျွန်တော်အလေးနဲ့ပြောချင်ပါတယ်။ဒါကနိုင်ငံရေးဆိုတော့ကြောက်စရာလည်းမဟုတ်ပါဘူး။ဝေဖန်စရာလည်းမဟုတ်ပါဘူး။အားလုံးကနိုင်ငံရေးအသိအမြင်ရှိရင်နိုင်ငံသားကောင်းဖြစ်ဖို့ဒါကအားလုံးနိုင်ငံရေးမှာနိုင်ငံတော်မှာအသက်ရှင်တဲ့လူသားအားလုံးနဲ့ဆိုင်ပါရဲ့ဆိုတာကျွန်တော်ထူးထူးပြောချင်တယ်ဒီလိုပဲကျွန်တော်ဒီမှာ CNP ဥက္ကဋ္ဌကုသိုလ်ဆောင်နဲ့ကျွန်တော်စကားပြောတဲ့အခါမှာလည်းသူတို့ပါတီမှာလည်းပဲဒါချင်းအမျိုးသားတရားလုံးကိုပူဇော်ပြုတဲ့အနေနဲ့ရှိတဲ့ပါတီတွေကိုလည်းသူတို့စုပေါင်းမယ်ရှိတဲ့ဖွဲ့စည်းအားလုံးနဲ့လည်းတွဲပြီးဆောင်ရွက်မယ်ဆိုတဲ့ကျွန်တော်သူတို့ရဲ့စိတ်ဓာတ်တွေရင်ဖတ်ချက်တွေကျွန်တော်ကြားရပြန်လဲထူဝမ်းသာတယ်ကျွန်တော်မလေးရှားမှာ CNF အနေနဲ့ကျွန်တော်ဖွဲ့စည်းပြီးတော့မှလောက်ရတဲ့ရည်ရွယ်ချက်ကလည်းချင်းမျိုးသားဒီမျိုးသားလုံးလက်တွဲပြီးတော့ပန်းနိုင်တစ်ခုကိုအတူတကွရှောက်လန်းဖို့ကျွန်တော်ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်ဘာမှနိုင်ငံရေးလုပ်လို့တပြားမှမရပါဘူးကျွန်တော်ကိုဝေဖန်ဖောက်ခတ်ခြင်းတဲ့လူပဲရှိပါတယ်ကျွန်တော်ကိုချီကျူပြီးထောမနာပြုပြီးအားပေးမဲ့လူကနေပါတယ်ဒါကြောင့်အားလုံးကိုကျွန်တော်တောင်းဆိုပါတယ်နိုင်ငံရေးကိုယ့်ရဲ့အသက်သွေးချွေးကိုပေးတဲ့ရှလုံးခန္ဓာမှာအသက်ပေးတဲ့လူတွေကလည်းနိုင်ငံရေးသမားတွေပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးကဒီကျွန်တော်တို့ညီကိုတွေဖိုးဖွားတွေကိုပုံပြုလေးစားရဲဆိုရင်ဒီစိတ်ဓာတ်ကြီးကျွန်တော်အမြဲတမ်းမပြောင်းမပြတ်ပဲနဲ့ကောင်းသောလမ်းမှာကျွန်တော်အသုံးချတတ်ဖို့ရည်ကြီးတယ်ကျွန်တော်ဒီမှာအသက်ပေးပြီးတိုက်ပွဲဝင်နေညီကိုတွေအားလုံးကျွန်တော်အထူးပဲအလေးပြုပါတယ်လို့ကျွန်တော်ယင်ထဲကပြောရှင်းတယ်ကျွန်တော်အားလုံးလည်းပဲကျွန်တော်ရဲ့လူမျိုးလူမြောက်ကောင်းစားရေးအတွက်အားလုံးတူတကွလက်တွဲပြီးတော့မှခြေတက်ကြပါစို့လို့ကျွန်တော်တိုက်တွန်းနေညီကုန်းချုပ်အပ်ပါတယ်အားလုံးကျေးဇူးတင်တယ်